တောင်ဥက္ကလာပဇေဒီမှာတပ်တွေဆွဲထားပြီးတော့စစ်ကား3စီးအဲ့ဒီမှာတပ်ဆွဲနေရချထားတယ်လို့လည်းပဲကြားသိရပါတယ်လမ်းတွေပေါ်မှာတပ်တွေလှည့်နေပြီးတော့ကားတွေပေါ်ကနေပြီးပြည်သူလူထုကိုအိမ်ထဲကနေအိမ်ပြင်ထွက်မကြည့်ကြဖို့လော့စပီကာတွေနဲ့လှည့်လည်အော်ဟစ်နေတယ်လို့ဆိုပါတယ်ဒီသတင်းနဲ့ပတ်သက်လို့တော့ဥပအောင်ကဆက်လက်တင်ပြပါလိမ့်မယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာတောင်ဥက္ကလာလိုပဲဒီသင်္ကန်းကျွန်းကြိုက်ဆံဖျားဝင်းထဲမှာလည်းပဲတက်တွေဆက်လက်ဆွဲထားပေမဲ့အရင်တက်တွေမဟုတ်ဘူးလို့မျက်မြင်သက်သေတူကအခုလိုပြောပြပါတယ်ခင်ဗျာတက်ပြောင်းနေဆိုတာတက်မှ66တော့66ပဲဒါပေမဲ့လူချင်းသွားတယ်ဒီနေ့ကောင်တွေကပုံစံတွေကတိုင်းသားပုံစံမျိုးတွေလိုဖြစ်နေတယ်ကွာဟုတ်ကဲ့ဘယ်လောက်များလဲတက်ကကိုတက်ကလန်ဖျားဝင်းထဲမှာချထားတာပေါ့နော်ဖျားဝင်းထဲမှာချထားတာက200ပတ်ဝန်းကျင်လောက်ရှိတယ်ကိုဟုတ်လားညနေဆိုရင်တို့ကစစ်ရေးတင်တန်းတွေပါအဲ့မှာလုပ်နေတိုင်းရင်းသားပုံစံပေါက်တယ်စကားပြောတာတွေပါလေအစပေါ့နော်ပထမအဖွဲ့တွေကြတော့အဲ့မှာအဲ့နာပတ်ဝန်းကျင်မှာတို့လေရေနွေးတွေဘာတွေရေတွေတောင်းတောက်တဲ့ကြတယ်တို့ငတ်ပြတ်နေတယ်ဆိုတဲ့အကြောင်းကိုပြောပြကြတယ်ဒီအဖွဲ့ကတော့နည်းနည်းတင်းတင်းပုံစံကြီးလိုဖြစ်နေတယ်အခုရောက်လာတဲ့အဖွဲ့ကတော့66တော့66ပဲအဲ့လမ်းတွေပေါ်မှာရောတက်တွေကသွားနေတာရှိလားခင်ဗျလမ်းမှာသွားတာအများကြီးပဲကိုသွားတယ်ဥမာတူဝနာကွင်းကနေပြီးတော့ကျွန်တော်ရှေ့မှာဆိုတူဝနာကွင်းကနေထွက်သွားတယ်ကားကတရုတ်ဖောကားပေါ့နော်ကိုထရက်ကားကြီးတွေအဲ့ကောင်က10စီးလောက်ရှိတယ်အဲ့မှာhighlight အရာရှိစီးတဲ့ highlight ကားပေါ့နော်အဲ့ကောင်ကတစ်စီးပါတယ်အဲ့လိုမျိုးအဲ့ဒါနဲ့တို့ကလှည့်တယ်အဲ့ကားပေါ်မှာကအဝါပတ်အနီးပတ်အစိမ့်ပတ်အဲ့လိုကောင်တွေပါတယ်ကိုအဲ့ကောင်တွေကလည်းကျွန်တော်တို့ကဒီလိုငြိမ်းမစည်းဝါဘူးလမ်းဘေးနားမှာရှိတဲ့ကားတွေကိုတို့ကချိန်သွားတာအဲ့လိုမျိုးပြည်သူတွေကိုဘက်ကိုပြောင်းလှည့်ထားတာပေါ့ကွာလမ်းပေါ်ကိုထွက်ပြီးဆန္ဒပြတဲ့လူတွေရောဒီနေ့ရှိလားခင်ဗျကျွန်တော်တော့မတွေ့မိဘူးစက်တင်ဘာလ29ရက်နေ့ညကစစ်တပ်နဲ့လုံဒင်းတွေရဲ့အဖြစ်စီခံလိုက်ရတဲ့တောင်ဥက္ကလာငွေတန်ကျောင်းကိုဒီကနေ့အမြန်ဆုံးပြန်လည်ပြင်ဆင်နေပြီလို့သိရပါတယ်ဒီကျောင်းကဘုန်းကြီးအများစုကိုဖမ်းဆီးသွားပြီးဖြစ်ပေမဲ့ဒီကနေ့မှာတော့မျက်စိမ်းဘုန်းကြီးတွေကိုကျောင်းအပြည့်တွေ့ရတယ်လို့မျက်မြင်သက်သေတွေကပြောပါတယ်တချို့ကတော့ဘုန်းကြီးကျောင်းခုလိုအမြန်ဆုံးပြန်လည်ပြင်ဆင်တာဟာကုလသမဂ္ဂအထူးကိုယ်စားလှယ်မစ္စတာဂမ်ဘာရီလာလို့ရှိရင်အပြကောင်းမှုနဲ့တွေ့ရတဲ့ဘုန်းကြီးတွေကဘုန်းကြီးအတုတွေဖြစ်နိုင်တယ်လို့ခန့်မှန်းပြောဆိုနေကြပါတယ်ခင်ဗျာစက်တင်ဘာလ18ရက်နေ့ကစပြီးတော့မြန်မာစစ်အစိုးရအာဏာပိုင်တွေလက်ချက်နဲ့ငြင်းချမ်းဆန္ဒပြခဲ့ကြသူတွေက200လောက်အသက်သေဆုံးခဲ့ကြရပြီဖြစ်ပြီးဖမ်းဆီးထောင်ချခံရတဲ့ရန်ကုန်မြို့ကရဟန်းသံဃာတော်တွေအရေးအတွက်လဲ1000ကျော်သွားပြီလို့သိရပါတယ်ဒီအကြောင်းအပြည့်အစုံကိုလဲဥပအောင်ကပဲဆက်ပြီးတော့ပြောပြပါအောင်ခင်ဗျာဟုတ်ကဲ့ခင်ဗျာအဲ့ဒီဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ရဟန်းသံဃာတော်တွေကိုအင်းစိန်ထောင်မှာအကျဉ်းချထားတာဖြစ်ပြီးတော့အင်းစိန်ထောင်အနီးက GTI ကျောင်းဝင်းအတွင်းမှာလည်းထိန်းသိမ်းထားတယ်လို့ AAPP မြန်မာနိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရွက်ရေးအဖွဲ့ကရရှိတဲ့သတင်းအချက်အလက်တွေကိုကိုးကားပြီးထိုင်းနိုင်ငံအခြေစိုက် ARD စာဆောင်မှာဖော်ပြထားတာပါအင်းစိန်ထောင်မှာအကျဉ်းချခံနေရတဲ့သံဃာတော်တွေကိုထောင်အာဏာပိုင်တွေကသင်္ကန်းချွတ်ခိုင်းပြီးအကျဉ်းသားဝတ်စုံဝတ်ပေးထားတဲ့အပြင်သံဃာတော်ချို့ဆိုရင်6နှစ်အထိထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရတယ်လို့ဆိုပါတယ်အာဏာပိုင်တွေဟာတောင်ဥက္ကလာငွေကြာရန်ကျောင်းတိုက်ကိုပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ညကဝင်ရောက်စီးနင်းပြီးနောက်တနေ့မနေ့ပိုင်းမှာသံဃာတော်အပန်း200လောက်ကိုဖမ်းဆီးသွားခဲ့တယ်လို့အဲ့ဒီဘုန်းကြီးကျောင်းနဲ့နီးစပ်တဲ့သတင်းရပ်ကွက်ကပြောပါတယ်ခင်ဗျာအဲ့ဒီငွေကြာရန်ကျောင်းတိုက်ကိုစစ်တပ်ကဝင်ရောက်စီးနင်းပြီးတော့သံဃာတော်တွေကိုရိုက်နှက်ဖမ်းဆီးကျောင်းတွင်းမှာရှိတဲ့ပစ္စည်းတွေကိုဖျက်ဆီးသိမ်းယူသွားခဲ့တဲ့သတင်းနဲ့နောက်တရက်မှာစစ်တပ်ကအဲ့ဒီကျောင်းတိုက်ကိုဒုတိယအကြိမ်သွားရောက်တဲ့အခါညကသတင်းကိုကြားထားလို့ဒေါသဖြစ်နေတဲ့လူလူကြီးကိုထိတ်တိုက်ရင်ဆိုင်တွေ့ကြတဲ့အခါပစ်ခတ်ကြတဲ့သတင်းတွေကိုလည်း RFA ကထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။အဲ့ဒီတုန်းကကိုယ်တိုင်ကိုကြကြုံတွေ့လိုက်ရသူတယောက်ကပြန်လည်ပြီးတော့ပြောပြချက်တွေကိုတော့ဦးကျော်ကျော်အောင်ကတင်ပြပါလိမ့်မယ်။ဟုတ်ကဲ့ခင်ဗျာ။အဲ့ဒီလိုစစ်တပ်နဲ့တွေ့ဆုံခြင်းလူလူကြီးကဗိုလ်ချုပ်ပေးတဲ့စစ်ပညာပြည်သူတွေကိုတတ်ဖို့မဟုတ်ဘူးလို့ကြွေးကြော်ဟစ်အော်နေကြချိန်မှာပဲစစ်တပ်ကပစ်ခတ်လို့လူ4ဦးသေဆုံးသွားခဲ့ပါတယ်။အဲ့ဒီသေဆုံးသူတွေရဲ့အလောင်းတွေကိုရက်ကွက်လူထုကအရလူယူခဲ့ရမှာ3လောင်းကိုရယူနိုင်ခဲ့ကြပါတယ်။ဒီလိုအလောင်းလူယူရမှာပါဝင်ခဲ့တဲ့တောင်ဥက္ကလာသားတဦးကဗိုလ်ချုပ်ပေးတဲ့စစ်ပညာပြည်သူတွေကိုတတ်ဖို့မဟုတ်ဘူးဆိုတဲ့ကြွေးကြော်တာနဲ့တက်တာပေါ့။တက်တဲ့အချိန်မှာအကြီးကစစ်တွေပြစ်ပလိုက်တယ်ခင်ဗျ။လူ4ယောက်ကအဲ့နာမှာနေပွဲချင်းပြီးပြေးသွားတယ်ခင်ဗျ။ပြေးတယ်ဆိုတာကျွန်တော်တို့သူတို့ရဲ့နာမည်တွေကိုမေးလို့အတိအကျမရပါနဲ့2ယောက်ပဲရတယ်ခင်ဗျ4ယောက်ထဲမှာမှ
သေးတာတော့ကျွန်တော်တို့ကိုယ်တိုင်အလောင်းကိုဆွဲထုတ်ရတယ်ခင်ဗျကျွန်တော်တို့အဲ့မှာ၄လောင်းသေးတော့တစ်လောင်းကသူတို့ကောက်ပါတယ်ခင်ဗျကျွန်တော်တို့က3လောင်းဆွဲထုတ်တယ်ပေါ့ခင်ဗျ2ယောက်ရဲ့နာမည်ပဲကျွန်တော်တို့အတိအကျသိရတယ်ခင်ဗျလူတွေကမပြောကြဘူးခင်ဗျချင်းချောက်ထားကြတယ်ခင်ဗျသူတို့ကကျွန်တော်တို့ဒီ24လမ်းတွေကကိုမျိုးမင်းထွန်းဆိုရင်သူ့ရဲ့အိမ်နာမည်ကိုရင်လို့ခေါ်တယ်ခင်ဗျနာမည်အရင်ကတော့ကိုမျိုးမင်းထွန်းလို့ခေါ်တယ်ခင်ဗျသူတို့အရင်ကတော့အရန်ဆင်းရဲနွမ်းပါတယ်ပေါ့ဗျာ။လာပြီးတော့ညချင်းတော့သူတို့စစ်တပ်နဲ့ဝင်စီးပြီးတော့တိမ်သွားတယ်ခင်ဗျ။အိမ်ကတည်ထားတဲ့သူ့သားအလောင်းကိုမိဘတွေကသားအလောင်းကိုတည်လာတာကိုစစ်တပ်ကဝင်စီးပြီးပြန်တည်သွားတယ်အဲ့လိုလား။ဟုတ်ပြန်တည်သွားတယ်ညတနာရီတော့လို့ဆိုတော့ပေါ့။လူတွေကလည်းမထွက်ရကြဘူးလေ။ကာစီဦးမင်းကြောက်ကြတော့မထွက်ရကြဘူး။အဲ့ချိန်မှာသူကလူချင်းနှိမ့်တဲ့အချိန်ဝင်စီးသွားတယ်ဝင်တိမ်သွားတယ်ခင်ဗျ။ဝင်သိမ်းပြီးတော့သူကငွေ2000ပေးသွားရဲဆိုပြီးတော့တန်တခြားဥစ္စာကြောင့်သူတို့ကကြောက်နေကြတယ်ကြာအဲ့မိသားစုကလည်းနောက်တစ်လောင်းကကျွန်တော်တို့ဒီတောင်းကလာ9ရက်ကွက်ပေါ့အဲ့ရလည်းအဲ့လိုပဲတိမ်သွားတယ်ဒါပေမဲ့အဲ့ဒီမှာတော့ငွေပါညာပေးမသွားဘူးခင်ဗျဒီနာရေးပါညာလုပ်တဲ့အခါမှာချက်ပြတ်မလုပ်ရဘူးဆိုရမိတ်ထုတ်သွားတယ်ခင်ဗျတောင်းကလာ9ရက်ကွက်မှာလည်းတစ်လောင်းခင်ဗျသူကတော့ချက်လက်ငင်ကိုတိမ်သွားတာခင်ဗျညဘက်အထိမဆောင်တော့ဘဲနဲ့အလောင်းလူယူရမှာပါဝင်ခဲ့တဲ့တာအုပ်ကလာသားတူပြောပြသွားခဲ့တာပါစစ်တပ်ကပြစ်ခတ်မှုကြောင့်လူအုပ်ကြီးပြိုကွဲသွားချိန်မှာဒီလူအုပ်ထဲမှာမပါဝင်တဲ့လမ်းမေးကဘာမှမဆိုင်သူတွေကိုပါစစ်တပ်နဲ့စွမ်းအားရှင်တွေကလိုက်လံရိုက်နှက်နေကြတယ်လို့သိရပါတယ်။အဲ့ဒီအချိန်လမ်းမေးကဖြတ်သွားရာကလိုက်လံအရိုက်နှက်ခံခဲ့ရသူအမျိုးသမီးတူကခေါင်းကတန်ရတော့စိတ်ထက်လာတယ်လက်မောင်းကတော့အသားပြေသွားတော့လေမဲတူးတယ်အဲ့ဒါဘာမှလည်းမလုပ်တတ်ဘူး။ဟုတ်ကဲ့အဲ့တော့အဖြစ်အပျက်ကိုပြောပြပါအောင်ခင်ဗျကျမမိုးကောင်းဖျားဘက်ကိုသွားတာလေမိုးကောင်းဖျားဘက်ကိုသွားနေသစ္စာလမ်းနေဖြစ်တော့ဗဟိုဆေးမှာသူတို့စစ်တဲ့အယောက်30လောက်ရှိတယ်အဲ့မှာပြည်သူလူထုတအုပ်ကအော်နေကြတယ်လေအဲ့ဒါကျွတ်ကြတဲ့နေနဲ့အော်နေကြတယ်အဲ့ဒါနဲ့စစ်သားတွေကပြေးလာကြတာပြေးလာတာကိုကျမလမ်းဘေးကနေကြည့်နေတာအော်သူတို့ပဲပြေးသူတို့ပဲမိုးပေါ်ထောင်ပြစ်ပြီးတော့6လိုက်မယ်လို့ထင်တာပေါ့နော်အဲ့ဒါကိုကျမလည်းတက်တက်လည်းအဲ့နီးနာကားပေါ်ရုံနဲ့ဝင်ပြေးတယ်ဟိုနောက်ဖက်ပေါက်ကြီးကျမဝင်ပြေးတာအဲ့မှာဝင်ပြေးပြီးပုတ်နေတာအဲ့ဘော်ရီရုံနဲ့ထိဝင်ပြီးတော့ရိုက်တာအောင်သူပြီးကျမလည်းကိုနှစ်ချက်ရိုက်တယ်နောက်ထောက်သွားပြီးနောက်တစ်ယောက်ကနေပြီးခေါင်းရိုက်သွားဘာနဲ့ရိုက်လဲခင်ဗျာတုံးနဲ့ရိုက်တာလေနံပါတ်3နဲ့ရိုက်တာဟုတ်လားဘယ်နှစ်ယောက်လောက်ကဝမ်းရိုက်လဲကျမကတော့တယောက်ရိုက်ပြီးတော့ထောက်သွားတယ်နောက်တစ်ယောက်ကလာပြီးဝင်ရိုက်တယ်ကျမဘေးနားမှာရှိတဲ့အမျိုးသားတယောက်ကိုလည်းရိုက်ပြီးဆွဲသွားတယ်သူ့ကဘယ်လိုပုံစံနဲ့မြင်ရလဲသူကကျမဘေးနားမှာသူ့တအားရိုက်ပြီးတော့သူ့ကိုအော်ဆွဲခေါ်သွားတာလေအဲ့ဒါလည်းတွေ့ရတယ်နောက်ခါကျတော့သူကတချို့လမ်းပေါ်မှာကျမအဲ့ဒါနဲ့ဒီထက်ခိုးလေးပေါ်တမတက်သွားတယ်အဲ့ဘော်ဒီယုံထက်ခိုးလေးပေါ်တက်သွားတော့သူတို့ပြောနေတာလေဆွမ်းစင်တွေလှုပ်ပေးလိုက်ဆိုတော့ကျမအဲ့ဒါမျက်စိဖွင့်ပြီးတော့ကားလမ်းမှာကောင်မလေးတယောက်ကိုဆွမ်းစင်တွေဝိုင်းရိုက်နေကြတယ်သူတို့ချက်ပြီးတော့လေဆွမ်းစင်တွေနဲ့လှုပ်ပေးလိုက်တယ်မှာဆွမ်းစင်တွေ4-5ယောက်ဝိုင်းရိုက်နေတာကျမတွေ့တယ်ကောင်မလေးအသက်ပဲအရွယ်လောက်ရှိလဲ20ကျော်လောက်ပဲရှိတယ်ဒါကတော့တောက်ဥက္ကလာငွေကြရန်ကျောင်းတိုက်ကိုစစ်တပ်ကဝင်ရောက်ပြီးတန်ဃာတွေကိုရိုက်နှက်ဖမ်းဆီးပြီးတဲ့နောက်တရက်ဖြစ်တဲ့စက်တင်ဘာလ29ရက်နေ့အဖြစ်အပျက်မှာပါဝင်ခဲ့ကြသူတွေရဲ့ပြန်လည်ပြောကြားချက်တွေပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာအခုရန်ကုန်မြို့ကအခြေအနေတွေပြီးဆုံးသွားတဲ့အခါမှာနေရသတင်းတွေနဲ့ပတ်သက်ပြီးတော့ဆက်လက်တင်ပြပါဦးမယ်မကွေးတိုင်းပခုတ်ကူမြို့နယ်ရေနံချောင်းမြို့ကတန်ဃာတော်တွေဥဆောင်ပြီးမနေ့ကနေ့လယ်ပိုင်းမှာမြို့ရင်းကိုလှည့်လည်ပြီးတော့ဆန္ဒပြခဲ့ကြတယ်လို့စုံစမ်းသိရှိရပါတယ်ပခုတ်ကူမြို့စာတင်တိုက်တွေကတန်ဃာတော်တွေဥဆောင်ပြီးတော့မွန်းလွဲ2 နာရီခွဲလောက်မှာစတင်ပြီးတန်ဃာအပါ900ကျော်မြို့ရဲကိုမြစ်တာပို့စီတန်းကြွချီခဲ့တယ်လို့ပဲရေနံချောင်းမြို့တန်ဃာအပါ200ကျော်ကလည်းပဲမြစောညီနောင်ဖျားဆုရကနေပြီးနေ့လယ်12 နာရီကျော်လောက်ကစပြီးတော့မြို့ထဲမှာစီတန်းလှည့်လည်ဆန္ဒပြခဲ့ကြပါတယ်ဒီအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ RFA သတင်းတော့ကိုမိုးကျော်ကအခုလိုသတင်းပေးပို့ထားပါတယ်ခင်ဗျာအဲ့ဒီဆန္ဒပြတန်ဃာတော်တွေနဲ့ကျောင်းသားပြည်သူတွေကိုလမ်းတစ်လျှောက်လုံးမှာရှိတဲ့ပခုတ်ကူမြို့ကန်တွေအားလုံးကအားပေးထောက်ခံခဲ့ကြောင်းတန်ဃာတော်တွေနဲ့အတူစီတန်းလှည့်လည်ဆန္ဒပြမှာပါဝင်ခဲ့တဲ့သူကအခုလိုပြောပြပါတယ်တန်ဃာတော်ပါ900ဝန်းကျင်လောက်ရှိနေတယ်ဆရာတော်တွေကတော့ဒါနဲ့ကျွန်တော်ပြည်သူတွေအားလုံးအတွက်ခြေတန်းနေပြီးတော့လှုပ်ဆောင်နေတာပါပဲပြည်သူတွေကအခုနောက်ကနေအကုန်ပါကြတာပဲဗျလူတွေကတော့တောင်းဝန်းကြော်မှာပဲဗျလူတွေကတော့မဆုံးနိုင်ဘူးဗျအများကြီးမြင်နေရတာချီကျင်လိုက်တဲ့လူတွေရောကျင်လိုက်တဲ့လူတွေဟိုတောင်တွေကသပိတ်တွေရောဆိုင်တွေရောပြေးလိုက်တာပဲလမ်းပြေးပဲအမျိုးဝဲရတော့အိမ်တိုင်းထွက်ကြတာပဲမင်းလူတွေရောကလေးတွေရောလူကြီးတွေရောအကုန်ထွက်ကြတာပဲထိုင်းပြီးတော့ဝှက်ချပြီးညိုကြတာပဲဗျဒီကနေ့ပခုတ်ကူမျိုးတွေနဲ့လေဆန္ဒ